ဒီနေ့တော့ comment တွေမှာအမေးများတဲ့ဂျပန်ကားတွေပေါ့နော်ဂျပန်ကားတွေကကမ္ဘာမှာဘာလို့နာမည်ကောင်းရတာလဲဘာလို့ budget saving ဖြစ်တာလဲဈေးသက်သာတာလဲသုံးလို့ကောင်းတာလဲဆိုတဲ့မိကုန်းပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီလောက် sharing လုပ်တာပါဆရာကြီးလုပ်တာမဟုတ်ပါဘူးနော်အဲ့တော့ဂျပန်ကားတွေ Toyota Honda Nissan ပေါ့နော်အဲ့ဟာတွေက spare part ecosystem လို့ခေါ်တဲ့အပိုးပစ္စည်း ecosystem အရင်ကောင်းပါတယ်spare part ဆိုတာကျွန်တော်တို့အသစ်တွေထုတ်လို့မှ spare part ဆိုတာထက်အစိပ်ပိုင်းအကြီးတွေလည်းပြုတ်လဲပြင်းလဲဖြစ်တဲ့နေရာကိုတစားစီဖြုတ်လဲလို့ရတဲ့အနေအထားမျိုးပြောမယ်ဆိုရင်ဒါကားတစ်စီးပြင်ဖို့အတွက်နောက်ထပ်အရန်ကား2စီး3စီးရှိပြီးတော့အဲ့ကားနဲ့ကြိုက်တဲ့စိပ်ပိုင်းကိုဖြုတ်လဲလို့ရတဲ့အနေအထားမျိုးဖြစ်အောင်ဖန်တီးထားတယ်လို့ဖြစ်တယ်ပေါ့နော်ဂျပန်ကဘယ်လိုဖြစ်လဲဆိုတော့သူဂျပန်ပြည်တွင်းမှာကျွန်တော်တို့1380 GR test ဆိုပြီးရှိတယ်ပေါ့နော်အဲ့တော့ဂျပန်ကားတွေကစီးနေတခြားထိုင်းတို့တရုတ်တို့လိုမဟုတ်ဘူးစီးလို့ရှိရင်ကြာလေအခွန်တိုးလေဖြစ်တယ်ကားဥမာတစ်နှစ်ဟောင်းသွားရင်အခွန်ပိုတိုးတယ်နှစ်နှစ်ဟောင်းသွားရင်ပိုတိုးတယ်သုံးနှစ်ဟောင်းသွားရင်ပိုတိုးတယ်အဲ့တော့ဂျပန်လူမျိုးတွေကိုသူတို့ထုတ်ထားတဲ့ကားတွေဂျပန်ကားတွေကိုကြာမစီးပြဖယ်နဲ့အစ်တွေချင်းပြအောင်နည်းနည်းတွန်းအားပေးတဲ့သဘောပေါ့နော်အဲ့တော့73နှစ်ပြည့်လို့ရှိရင်ကားအခွန်ကအရန်များသွားတယ်18နှစ်ပြည့်ရင်မဖြစ်မနေကိုကားကိုဆက်မစီးဖြစ်တော့အောင်လုပ်ထားတယ်အဲ့လိုမျိုး system လေး test system လေးတခုရှိတယ်အဲ့ဒါလေးရှိတဲ့အတွက်ကြောင့်မလို့ကားရဲ့တက်တန်းအိုဟောင်းလာတဲ့အမျှ test ပါတယ်ပေါ့နော်အခွန်နှုန်းသားတွေကအရင်မြင့်တက်လာတဲ့အတွက်အဲ့ကားကိုမစီးတော့ဘဲနဲ့အစ်စ်ပဲပြောင်းစီးတော့မယ်ပေါ့နော်မီယိုဖလာမလို့ကိုမိဘစီးခဲ့တဲ့ကားလေးမလို့ပေးကပ်ပြီးတော့ကားအစ်စ်တစ်စီးဆောင်ရတဲ့အခွန်ထက်3-4စားဆောင်ပြီးဆက်စီးနေတဲ့သူမျိုးလည်းရှိမှာပေါ့နော်အဲ့ခါကျအဲ့ကားတွေကကားအစ်စ်ကိုပြောင်းလိုက်တဲ့အတွက်ကားအဟောင်းတွေက export လုပ်တယ်နိုင်ငံတကာကိုတင်ပို့တယ်အကောင့်လိုက်လည်းပို့တယ်နောက်တစ်ခုdismantle ပေါ့နော် dismantle ဆိုတာ recycle လုပ်တယ်သူတို့နိုင်ငံထဲမှာပဲအရေးကြိုးတယ်ပေါ့နော်အရေးကြိုးတယ်ဆိုတာကတော့ recycle ဆိုတာသုံးလို့ရတဲ့အစိပ်ပိုင်းတွေအကုန်ဖြုတ်ပြီးအဲ့ကအစိပ်ပိုင်းတွေကိုနိုင်ငံခြားကို export လုပ်တယ်use ကားတွေပေါ့နော်ဈေးကွက်ထဲကိုသွားလိုက်တယ်ဈေးကွက်ထဲကိုသွားတာကကျွန်တော်တို့ပုံမှန် OEM bus တွေအစိပ်ပိုင်းတွေရောင်းနေတယ်လို့မျိုးဈေးကင်ပြီးတော့ရောင်းတာတခုမှမပါဘူးဒီနေ့အပြင်ပြောရင် incentive ပေးသလိုပဲလကားနီးကိုရတယ်အဲ့စိပ်ပိုင်းတွေကလကားနီးရသလောက်ပဲတည်ယူစိလောက်ပဲပေးရတယ်ဆိုတဲ့သဘောမျိုးနဲ့ spare part တွေရတာပေါ့နော်ပေါ်တဲ့ခါကျတော့ parts availability ပေါ့နော်အစိပ်ပိုင်းရနိုင်မှုကအရန်ကောင်းသွားတယ်အကုန်လုံး Toyota Nissan ဂျပန်နိုင်ငံထုတ်တဲ့ကအကုန်လုံးကောင်းသွားတဲ့နိုင်ငံခြားမှာအဲ့ဟာတွေကပြင်ရတာအရန်ကိုလွယ်သွားတယ်ဒီမှာ workshop ဆရာကောင်းမကြိုက်ဘူးပေါ့တခုဆိုရင်ဖြုတ်လဲပလိုက်တာအင်ဂျင်မကောင်းအင်ဂျင်လဲဆိုတော့ဘာမှခေါင်းမကြိုက်တော့အရန်ကိုစိတ်ချမ်းသာတယ်ခုနအဲ့အင်ဂျင်ကလည်းလကားနီးကိုရထားတယ်ဆိုတော့ဒီအဲ့တော့ maintenance cost ကပြုပြင်စီကအရန်ကိုတက်တာသွားတယ်တက်တာတဲ့အတွက်ဝယ်တဲ့သူသုံးတဲ့သူကယုံကြည်မှုတက်လာတယ်တခြားနိုင်ငံတွေပေါ့နော်ယုံကြည်မှုတက်လာတဲ့အတွက်ကြောင့်မလို့ use car demand ပေါ့နော်စက္ကန့်ဝယ်မယ်ဆိုလို့ရှိရင်ဂျပန်ကားကိုပဲဝယ်မယ်ဆိုပြီးတော့ use car demand မှာလူတွေကဖြစ်လာတယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်မလို့ဝယ်ချင်တဲ့သူစက္ကန့်ပဲဝယ်မယ်ဆိုရင်ဂျပန်ကားပဲဝယ်မယ်ဆိုတဲ့ဖြစ်လာတဲ့အတွက်ကြောင့်စီးပြီးပြန်ရောက်မယ်ဆိုတဲ့သူတွေက resale value လို့ခေါ်တဲ့ပြန်ရောင်းလို့ရတဲ့ဈေးကွက်ကအရန်ကိုမြင့်လာတယ်ဂျပန်ကားမှာဆိုရင်ပြန်ရောင်းရင်ဈေးကောင်းရတယ်စီး3နှစ်စီး5နှစ်စီးပြန်ရောင်းဈေးကောင်းရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့ဒါကိုကျွန်တော်တို့ဒါဂျပန် automotive ecosystem လို့ခေါ်တယ်နော်ဂျပန်ရဲ့ ecosystem လေးရှိတယ်ပေါ့နော်ဒါကတော့တရားဝင်တော့officially declare တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်လေ့လာထားသလောက်ပြောပြတာပေါ့နော်ဒါဒီဘယ်လိုပြောမလဲဒီ flow တစ်ခုပေါ့နော် thinking flow တစ်ခုပါပဲအဲ့တော့အဲ့ခါကျဂျပန်ကားတွေကဂျပန်ဆိုရကတော့သူကတော့ဒီကားတွေကိုဖျက်သိမ်းရတာနှစ်နဲ့ငယ်သုံးပြီးဖျက်သိမ်းခိုင်းတာဘာကြောင့်လဲ environment ကောင်းဖို့ပတ်ဝန်းကျင်ကောင်းဖို့ ecosystem ကောင်းဖို့fleet renew ရယ်ပေါ့နော်လုပ်ဖို့ဒါမှမဟုတ်ဒီတန်းငွေထုတ်လုပ်မှုတွေရှော့ချဖို့ကဘာကြီးကို greenhouse ဒီကာဗွန်ထုတ်လုပ်မှုရှော့ချဖို့recycle အားပေးဖို့ဆိုပြီးပြောတယ်ဒါပေမဲ့အဲ့ပြောတာကရွေချက်ကတက်ဒါပေမဲ့နောက်ကအဲ့ဖြတ်သိမ်းခြင်းအကျိုးရလက်ကဘာတွေဖြစ်တုံးဆိုတော့ part supply ပေါ့ပိုပစ္စည်းရရှိမှုရန်ကောင်းတဲ့အတွက်ကျွန်တော်တို့ global used car market မှာ market ကြီးဖြစ်သွားတယ်ကမ္ဘာလုံးဆိုင်ရာ used car market မှာဂျပန်လိုနိုင်ငံမျိုးဆိုတာဒါလူတစ်ထောင်မှာကားစီးရေ900လောက်ပိုင်တဲ့နိုင်ငံဆိုတော့အစီးရေလည်းအများများတယ်ဗောနော်ကျွန်တော်တို့နိုင်ငံဆိုရင်လူတစ်ထောင်မှာကားစီးရေ20လောက်ပဲပိုင်တယ်ဗောနော်သူက900လောက်ပိုင်တယ်
အဲ့တော့ rebel ecosystem လို့ခေါ်တဲ့ပြင်ရတာလွယ်တဲ့ ecosystem ကြီးတစ်ခုဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဝယ်တဲ့သူတွေကယုံကြည်မှုတက်လာတယ် buyer confidence တက်လာတယ်ဝယ်တဲ့သူယုံကြည်မှုတက်တဲ့အတွက်ဂျပန် brand တွေလို့ပြောလိုက်တာနဲ့ residual value ပေါ့နော်ဒီနေ့အဖြစ်ပြောရင်ကားတန်ကြီးကိုသုံးပြီးတော့ကြံခဲ့မဲ့တန်ဖိုးပေါ့နော်ဒီနေ့အဖြစ်ပြော resale value ပေါ့ပြန်ရအောင်ရမဲ့တန်ကြီးကမြင့်တယ် resale value မြင့်တယ် resale value မြင့်တဲ့အတွက်ဒီ Toyota ပေါ်မှာ Honda ပေါ်မှာ Nissan ပေါ်မှာ brand trust လို့ခေါ်တဲ့ brand ပေါ်မှာယုံကြည်မှုတွေတက်သွားတယ်ယုံကြည်မှုတက်အဲ့တော့ brand trust ယုံကြည်မှုပိုတက်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပစ္စည်းပိုပေါ်တယ်ပြင်ရလွယ်တယ်ပြင်ရတဲ့အတွက်လူတွေပိုးယုံတယ်လူတွေပိုးယုံတော့ပိုးဝယ်ကြတယ်ပိုးဝယ်တဲ့အတွက်ကြောင့်မလို့ရောင်းချင်တဲ့သူကလည်းပြန်ရောင်းရတာလွယ်တယ်ဆိုတော့ change ဖြစ်သွားတာပေါ့နော်ဟုတ်ကျေးဇူးပါ